ဂျွန်ကစင်းရဲနှုံချတဲ့သူတစ်ယောက်ပါသူကအမှုပညာကိုဝါသနာပါတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်သူ့ရဲ့နေ့စဉ်အလုပ်ကတော့ဘူးခွန်တွေကိုကောက်ပြီးတော့စူဆောင်းတဲ့အလုပ်နဲ့သူဝါသနာပါတဲ့ပကြီးဆွဲတဲ့အလုပ်နဲ့ပါဒီနေ့မှာတော့ဂျွန်ကလမ်းဘေးမှာအမျိုးသမီးတူရဲ့ပကြီးကားကိုဆွဲပြီးနေတဲ့အချိန်မှာပဲဇင်ခံကားတစ်စီးနဲ့သူနေထိုင်တဲ့ရပ်ကွက်ထဲကလုပ်ငန်းရှင်လီဂျန်ကီနဲ့အတူသူ့ရဲ့ရီစာဟောင်းတို့ကရောက်ရှိလာခဲ့ပါတယ်ဒီမှာတော့လုပ်ငန်းရှင်လီဂျန်ကီကရည်ရွယ်ချက်ရှိရှိနဲ့ဂျွန်ကိုပတ်စံနဲ့ပြစ်ပေါက်ပြီးတော့မှဂျွန်ရဲ့တနေ့တာဝင်ငွေထွက်ကိုပိုများတယ်ဟုဆိုကကဲ့ရဲ့ပြုခဲ့ပါသေးတယ်အဲ့ဒီအတွက်ဂျွန်လည်းသူ့ရဲ့ရီစာဟောင်းပါလာတဲ့အတွက်ကြောင့်ရှက်ရှက်နဲ့ပဲသူ့ရဲ့ပစ္စည်းတွေကိုတင်ကအင်ကိုပြန်လာခဲ့ပါတယ်ဟိုရောက်တော့သူ့ရဲ့အင်္ဂါဖြစ်သူဦးလေးကြီးကအင်္ဂါကတောင်းခံနေတာကြောင့်ဒေါသထွက်လာတဲ့ဂျွန်ကအင်္ဂါကကိုထိုဦးလေးကြီးထံကိုပြစ်ပေါက်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအင်္ဂါဦးလေးကြီးကအရင်လကအကျွေးတွေကိုပါထပ်မံတောင်းခံနေတာကြောင့်ဂျွန်ကပေးစရာမရှိတော့တဲ့အတွက်ကြောင့်နောက်လာမှပေးမယ်ဟုပြန်လဲပြောဆိုခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်အင်္ဂါဦးလေးကြီးကဒေါသထွက်သွားပြီးတော့ဂျွန်ကိုရေတံဖူးနဲ့ပြစ်ပေါက်ခဲ့ပါတယ်ဂျွန်ကလည်းဒေါသထွက်သွားပြီးတော့ထိုဦးလေးကြီးကိုပြန်လဲပြစ်မယ်အလုံးမှာပဲသူ့အတွက်အသုံးဝင်တာကြောင့်ပြန်မပြစ်ဖဲနဲ့တင်စီထားခဲ့ပါတယ်ဒီနေ့မှာတော့ဂျွန်ကသူ့ရဲ့အိမ်မက်ဖြစ်တဲ့ပကြီးပြကန်းကိုသွားခဲ့ပါတယ်အဲ့ဒီနောက်တော့ဂျွန်ကပကြီးပြကန်းအတွက်ဘူးကုန်တွေကောက်ပြီးတော့စုဆောင်းထားတဲ့ငွေအချို့ကိုလှူဒန်းခဲ့ပါသေးတယ်ထိုပကြီးပြကန်းမှာပဲသူ့ရဲ့အမှုပညာပကြီးကားတွေကိုပါဝင်ပြသဖို့အတွက်တောင်းဆိုခဲ့ပါတယ်။သို့ပေမဲ့လည်းပြကန်းပါရှင်ဦးလေးကြီးကဂျွန်ရဲ့ပကြီးကားတွေကအမိုက်တစ်ခုလောက်တောင်တန်ဖိုးမရှိဘူးလို့ဆိုတာညင်းဆိုခဲ့ပါတယ်။ဂျွန်လည်းစိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်လာခဲ့တယ်။ဂျွန်ရဲ့ချစ်သူတီယန်ကတော့မျက်မမြင်တယောက်ပါ။သို့ပေမဲ့လည်းဘဝကိုအရှုံးမပေးဘဲနဲ့အနှိမ့်တဲ့အလုပ်ကိုလုပ်ပြီးတော့အသက်ရှင်နေထိုင်နေခဲ့တာပါ။ဒီနေ့မှာတော့တီယန်ကိုနောက်ဆက်တဲ့ယောက်ျားအချို့ကိုဂျွန်ကတွေ့မြင်သွားတာကြောင့်သူ့ချစ်သူတီယန်အတွက်ပြန်လည်ကလစားချေခဲ့ပါတယ်။သို့ပေမဲ့လည်းဂျွန်ကတော့ထိုလူတို့ရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကိုပဲခံခဲ့ရတာပါ။အဲ့ဒီနောက်တော့ဂျွန်တို့နှစ်ဦးကအင်ကိုပြန်လာခဲ့ပြီးတော့တီယန်ကဂျွန်ရဲ့ဒဏ်ရာတွေအတွက်ဆေးထည့်ပေးခဲ့ပါတယ်။ဂျွန်ကလည်းသူ့ချစ်သူတီယန်အတွက်ရှာဖွေလို့ရထားတဲ့ငွေအချို့နဲ့ဖနက်ကလေးတီယန်ကိုဝယ်ပေးခဲ့ပါတယ်။ဒီညမှာတော့ဂျွန်ကတငယ်ချင်းမဖာနဲ့အတူတောက်စားနေရင်နဲ့ရုတ်တရက်အာကာသယာဉ်တစ်စင်းကရောက်ရှိလာတာကြောင့်တငယ်ချင်းမဖာကိုနှုတ်ခဲ့ပါတယ်။သို့ပေမဲ့မဖာကနှုတ်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲထိုရင်ဘော်ကနေဂျိုသားများကရောက်ရှိလာတာကြောင့်တငယ်ချင်းမဖာကိုပြသဖို့အတွက်ဖုန်းနဲ့တပုံရယူခဲ့ပါတယ်။ဂျွန်ရဲ့ဖုန်းဖလက်မိကြောင့်ပဲဂျိုသားများကပျောက်ကွယ်သွားခဲ့ပြီးတော့မက်ဂျစ်ပင်တစ်ချောင်းသာတည်ရှိနေခဲ့တာပါ။ဂျွန်လည်းထိုမက်ဂျစ်ပင်ကိုကောက်ယူသိမ်းဆည်းထားခဲ့ပါတယ်။ဒီနေ့မှာတော့ဂျွန်တယောက်လမ်းဘေးမှာပကြီးဆွဲနေတဲ့အချိန်မှာပဲရုတ်တရက်မှင်ကုန်သွားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်သူသိမ်းဆည်းထားတဲ့မက်ဂျစ်ပင်နဲ့စတင်ရေးဆွဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူဆွဲလိုက်တဲ့အရာတွေကပကြီးကားတွေကနေအမှန်တကယ်ထွက်ပေါ်လာခဲ့တာပါ။အဲ့ဒီအတွက်ကြောင့်ရုတ်တရက်အံ့အားသင့်သွားပြီးတော့အင်ကိုအမြန်ပြန်လာခဲ့ပါတယ်။အင်ကိုရောက်တော့ထိုအရာကိုသူ့ရဲ့တငယ်ချင်းမဖာကိုပြောပြခဲ့ပေမဲ့မဖာကမယုံကြည်ခဲ့တာကြောင့်စာရွက်တစ်ရွက်ပေါ်မှာရွှေတရုံးကိုရေးဆွဲခဲ့ပါတယ်။အဲ့ဒီနောက်တော့အချိန်တော်ကြာမှပြောင်းလဲခဲ့တာကြောင့်မဖာကထိုစာရွက်ကိုဖျက်ဆုပ်ပြီးတော့အင်းရှိခရမ်းဘာကိုလွှတ်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်မရှင်ဦးလေးကြီးကသူ့ရဲ့ဥပကိုအရာတစ်ခုခုကထိမှန်သွားတာကြောင့်ကြီးလိုက်တဲ့အချိန်မှာတော့အမှန်တကယ်ရွှေတုံးကြီးဖြစ်နေခဲ့တာပါ။ကျွန်တော်တငယ်ချင်းနှစ်ဦးလည်းနောက်ထပ်ရွှေတုံးနဲ့အိမ်တွေကိုဆက်လက်ရေးဆွဲခဲ့ပါတယ်။အရာအလုံးကအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ဘဝညင်ကလူတွေအလုံးလည်းအံ့အားသင့်သွားခဲ့တာကြောင့်သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တယ်။အဲ့ဒီအချိန်မှာတော့ဂျွန်ကမက်ဂျစ်ပင်မှာရှိနေတဲ့ခလုတ်ကိုနှိပ်လိုက်တာကြောင့်ပြန်လည်ပြောက်ကွယ်သွားခဲ့တယ်။အဲ့ဒီနောက်တော့ဂျွန်ဘာတို့တငယ်ချင်းနှစ်ဦးကပိုက်ဆံတွေကိုထပ်မံရေးဆွဲပြီးတော့အခြားသောနေထိုင်သူများအတွက်တသက်တာအင်္ဂါကကိုအင်ရှင်ဦးလေးကြီးကိုပေးဆောင်ခဲ့ပါတယ်။အင်္ဂါဦးလေးကြီးနဲ့ဘဝညင်ကလူတွေကတော့သူတို့နှစ်ဦးရဲ့ပြောင်းလဲမှုတွေကိုကြည့်ပြီးတော့အံ့အားသင့်နေခဲ့ကြတာပါ။အဲ့ဒီနောက်တော့ဂျွန်ကသူ့ကိုနှိပ်ချဆက်ဆံခဲ့တဲ့သူကြီးသားဟောင်းရဲ့ချစ်သူလီဂျန်ကီရဲ့ကုမ္ပဏီတစ်ခုကိုဝယ်လိုက်ပါတယ်။လီဂျန်ကီရဲ့ကြီးသားဟောင်းကတော့လီဂျန်ကီကိုလမ်းခွဲတဲ့အတွက်ကြောင့်ကိုနောက်ထားရနေခဲ့တာပါ။ဒီနေ့မှာတော့ဂျွန်ကသူ့ရဲ့ချစ်သူတီယန်ရဲ့မျက်လုံးတွေကိုပြန်လဲကောင်းမွန်စေရန်အတွက်ထုံမက်ချစ်ပင်နဲ့ရေးဆွဲခဲ့ပါတယ်။ဒါပေမဲ့မပြောင်းလဲပဲရှိနေခဲ့တဲ့အတွက်ကြောင့်အဒီနာတော့တီယန်လည်းမဖြစ်နိုင်တော့ဘူးလို့ထင်ပြီးတော့အိမ်ပြန်လာတဲ့အချိန်မှာပဲတီယန်ရဲ့မျက်လုံးတွေကအမြင်အာရုံတွေပြန်လဲကောင်းမွန်လာခဲ့ပါတယ်။ဂျန်ကီကတော့ဂျွန်ရဲ့ချမ်းသာကြိုးပမ်းမှုတွေကိုမနာလိုတာကြောင့်ဂျွန်ရဲ့ကြီးသားဟောင်းဝစ်ဆင်ထားတဲ့အင်ကြီးမှာလျှို့ဝှက်ကင်မရာကိုတက်ဆင်ပြီးတော့ညှိပန်းနှိပ်စက်ကဂျွန်ရဲ့အင်ကိုဆင်လုပ်ခဲ့ပါတယ်။ထို့အကြောင်းအရာကိုမသိတဲ့ဂျွန်ကတော့သူ့ရဲ့လျှို့ဝှက်ချက်တွေကိုပြောပြခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဘန်နီထဲမှာရှိနေတဲ့ပိုက်ဆံတွေဟာပျောက်ပြဲသွားတာကြောင့်အဲ့ဒီအတွက်ကြောင့်သက်ဆိုင်ရာအရာရှိတွေကလည်းဂျွန်ရဲ့အင်ကိုရောက်ရှိလာခဲ့ပါတယ်။ဂျွန်လည်းသူ့မှာရှိနေတဲ့မက်ဂျစ်ပင်ရဲ့လျှို့ဝှက်ချက်ကြောင့်ကိုပြောပြလိုက်ပြီးတော့ပြသဖို့အချိန်မှာပဲထိုမက်ဂျစ်ပင်ကမရှိတော့ပါဘူး။ဒီဂျန်ကီကတော့ထိုမက်ဂျစ်ပင်ကိုခွေယူသွားပြီးတော့သူလိုချင်တဲ့အရာတွေကိုစတင်ရေးဆွဲခဲ့တယ်။အဲ့ဒီအပြင်ဂျာနယ်မဂဇင်းတစ်ခုမှရှိနေတဲ့မော်ဒယ်တယောက်ရဲ့ပုံကိုရေးဆွဲပြီးတော့မကောင်းမှုတွေကိုကျူးလွန်ဖို့ကြံစည်နေခဲ့တာပါ။အဲ့ဒီအချိန်မှာသက်ဆိုင်ရာအရာရှိတွေရောက်လာခဲ့တဲ့အတွက်ကြောင့်ဒီဂျန်ကီကသက်ဆိုင်ရာအရာရှိတွေနဲ့အတူအခြားသောပြည်သူတွေကိုတိုက်ခိုက်ရန်အတွက်လက်နက်တစ်ခုကိုပါထပ်မံရေးဆွဲခဲ့ပါတယ်။ထိုအချိန်မှာတော့ဂျိုသားတွေပြန်လည်ရောက်ရှိလာပြီးတော့ဒီဂျန်ကီကိုတိုက်ခိုက်ကမက်ဂျစ်ပင်ကိုပြန်လည်ယူဆောင်သွားခဲ့ပါတယ်။အဲ့ဒီနောက်တော့အရာအလုံးဟာပြောင်းလဲပျောက်ကွယ်သွားပြီးတော့သူတီယန်လည်းအမြင်အာရုံတွေကိုပြန်လည်ဆုံးရှုံးသွားခဲ့ရပါတယ်။သို့ပေမဲ့လည်းတီယန်တို့ချစ်သူနှစ်ဦးကတော့ချမ်းသာကြွယ်ဝမှုတွေမရှိတော့ပေမဲ့လည်းတယောက်ကိုတယောက်သစ္စာရှိစွာပေါင်းသိနေထိုင်သွားခဲ့ကြပါတယ်